အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်အချိန်အတော်ကြာရပ်ထားခဲ့တဲ့ပေါ့နော် Pediatrics Multiple Choice Question Series လေးကိုပြန်စပေးခြင်းပါတယ်အဲ့တော့ဒီနေရာမှာ neonatology နဲ့ပတ်သက်ပြီးတော့မှကျွန်တော် neonatal jaundice ကနေစပြောပေးမယ်ပေါ့အဲ့တော့ neonatal jaundice ကတော့သူဒီဘယ်လိုပြောမှာလဲ basics ဒေါက်တာတယောက်အနေနဲ့ပေါ့နော်တိကိုသိရမယ်ဒီ topics တစ်ခုလည်းဖြစ်တယ်အဲ့တော့ undergraduate ကျောင်းသားတယောက်အနေနဲ့ဆိုရင်ဒါဒီ one of the 5 stars question ထဲမှာပါတယ်ပေါ့အဲ့တော့အားလုံးကလည်းပဲဒါဂဂနနရေရာဟို clinical skill ရော theoretical skill ရောသိရမယ်ထဲမှာပါတယ် multiple choice question တွေကဒီဟာကိုကျွန်တော်တို့ကိုပို့ပြီးတော့မှဟိုknowledge ကို strengthen ဖြစ်အောင်ပေါ့နော်လုပ်ပေးမဲ့ထဲမှာပါပါတယ်အဲ့တော့ပထမအဆုံး neonatal jaundice နဲ့ပတ်သက်လာရင်သိရမှာတော့ causes of neonatal jaundice ကိုသိရမှာဖြစ်ပါတယ် causes of neonatal jaundice ကိုကျွန်တော်တို့ကဒီ time frame နဲ့ပေါ့နော်အမြဲတမ်းသွားကြတယ်ဆိုတာသိပြီးသားဖြစ်မှာပါအဲ့တော့ causes of neonatal jaundice ဒါဆိုရင်တော့ဒါ OP guide essential of pediatrics တွေကဒီပဲလေးပါကြိုက်တဲ့ဒီပဲကိုသွားကြည့်ပါအများသောအားဖြင့်ကအကုန်လုံးကအတူတူပဲဖြစ်ပါတယ်အဲ့တော့ဒီ multiple choice question မှာဆိုရင်တော့ပထမအဆုံးဒီပထမ24နာရီမွေးပြီးချင်း24နာရီအတွင်းမှာဖြစ်မဲ့ causes of neonatal jaundice ကိုပြောထားတယ်ပေါ့နော်တနည်းအားဖြင့်ဆိုတော့ pathological jaundice တွေရဲ့ causes ကိုပြောပါမယ်အားလုံးသိပြီးသားပဲဖြစ်ပါလိမ့်မယ် ABO incompatibility RH incompatibility G6PD deficiency နဲ့ infection ပေါ့နော်အဲ့ဒီလေးခုဟာ the most common cause of the early neonatal jaundice in the first 24 hour ပေါ့နော် and also followed by the minor blood group incompatibility ဖြစ်ပါလိမ့်မယ်ဒါတွေကလွယ်ရင်ကျန်တာအကုန်လုံး false ဖြစ်ပါမယ်ထို့အတွက်ကြောင့်မလို့ G6PD ဆို true ပါ breast milk jaundice ဆိုရင်တော့ false ဖြစ်ပါတယ်နောက်ပိုင်းမှာပေါ်လာမှာဖြစ်ပါတယ် ABO incompatibility true ပါ physiological jaundice ဆိုတာ later in the life မှာပေါ်ပါမယ် and then RH incompatibility ဆိုရင်တော့ true ဖြစ်ပါလိမ့်မယ်အဲ့တော့ပထမအဆုံးကဒီ physiological jaundice pathological jaundice နဲ့ jaundice according to the ဒီ classification according to the time frame ကိုမူတည်ပြီးတော့မှဒီချာပြန်ပြီးတော့မှ record လုပ်သင့်ပါတယ်ပေါ့နော်နောက်တစ်ခုကျတော့ RH incompatibility နဲ့ပတ်သက်ပြီးတော့မှဒီ specify လုပ်ပြီးမိထားတယ် RH incompatibility ကိုပဲဒီနေရာမှာ example ပြထားပြီးမိသည်လို့ ABO incompatibility အတွက်ကော G6PD deficiency အတွက်ကောစသဖြင့်ပေါ့နော်နောက်က background knowledge လေးတွေကိုတော့ပြန်ပြီးတော့မှ record လုပ်ထားစေချင်ပါတယ် RH incompatibility လို့ပြောလိုက်တဲ့အခါမှာ what is RH incompatibility အကောင်းဆုံးကတော့ဒီဟာပဲပေါ့နော် RH negative မှာက RH positive fetus ကိုဒီကိုယ်ဝန်ဆောင်ထားတဲ့အခါမှာဖြစ်ပေါ်လာတဲ့ချိန်ကျရင်ဒါ RH incompatibility ဖြစ်မယ်ပေါ့လေနော်အဲ့တော့ jaundice usually appear first 24 hour မှာဖြစ်တယ်ဆိုတော့ true ပေါ့နော်ပြီးတော့မှသူ့အတွက်ကို exchange transfusion လုပ်ကြမယ်ဆိုရင် usually ဘာကိုသုံးလဲဆိုရင် blood group က ORH negative blood ကိုသုံးမှာဖြစ်ပါတယ် RH positive ဆိုရင်တော့ false ဖြစ်ပါတယ်ဘာလို့လဲဆိုရင်ကျတော့ group O ကိုသုံးခြင်းအပြင်ဒေတာပေါက်က group O မှာဆိုရင်သူ့ရဲ့ surface မှာA or B antigen မပါဘူးပေါ့လေမပါဘူးဆိုတော့ကျတော့ automatically တခါတည်း ABO incompatibility ကို minimize လုပ်ပြီးသားဖြစ်ပြီးသွားပြီအဲ့တော့ RH negative ကိုဘာကြောင့်သုံးရသလဲ RH negative ကိုသုံးရတဲ့အကြောင်းရင်းကကြတော့ RH negative ဆိုရင် usually သူ့မှာ D antigen ပါမလာဘူး D antigen ပါမလာတဲ့အတွက်ကြောင့်မလို့ maternal မှာ RH positive ဆိုတော့သူ့မှာautomatically ပါရှိပြီးသားလဲဆိုရင်antibody ရရှိပြီးသား anti-D antibody ရရှိပြီးသားအကယ်၍ ORH negative ပဲသွင်းလိုက်မယ်ဆိုရင် D antigen ပါမလာတဲ့အတွက်ကြောင့်မလို့အဲ့နှစ်ခုကတွေ့စရာအကြောင်းမရှိဘူး hemolysis risk ကနေမယ်ပေါ့အကယ်၍မင်းကဒါလင် RH positive blood ကိုသုံးလိုက်မယ်ဆိုရင်အဲ့ RH positive blood မှာက surface မှာ D positive red cell ပါလာမယ်အဲ့ D positive red cell ရဲ့အမေမှာဖြစ်နေပြီးသားဒီ anti-D antibody ရဲ့တွေ့တဲ့အချိန်ကျရင်ကို exchange လုပ်လိုက်ကမှ hemolysis ရသွားပြီးတော့မှ hemolysis ဆက်ပြီးတော့မှဖြစ်တတ်တာမျိုးရှိရဲအဲအကြောင်းမလို့ RH incompatibility တွေကို exchange transfusion လုပ်မယ်ဆိုရင် usually we use the ORH negative blood ကိုပဲသုံးကြပါတယ်ပေါ့နော်အဲပြီးတော့မှ direct home test က weekly positive ဖြစ်နိုင်နေဆိုရင်တော့အဲ့တော့ဒီအမေရဲ့ဒီ antibodies ကကလေးလေးရဲ့ဒီsurface မှာဒီ RBC တွေတွားပြီးတော့မှကတ်တဲ့အခါမှာ hemolysis ဖြစ်တယ်ဆိုရင်လည်းဖြစ်သွားပြီး jaundice လာရဲပေါ့တချို့တော့ဒီအဲ့မှာကလေးရဲ့ blood ကိုယူကြည့်တဲ့အခါမှာဒီ RBC surface မှာကတ်နေတဲ့ antibody တွေဟာ RBC ကို hemolysis မဖြစ်သေးတဲ့အခြေအနေမျိုးအနေအထားတစ်ခုမှလည်းရှိနိုင်တယ် that mean ပြောချင်တာကဒီလာပြီးတော့မှကတ်ပြီးတဲ့အချိန်ကျရင်ကတ်နေတဲ့ antibodies တွေကိုကျွန်တော်တို့ကဒီ COM test လုပ်ကြည့်တဲ့အချိန်ကျရင်တွေ့နိုင်တယ်ပေါ့လေ direct COM test ကအဲ့တော့ positive ဖြစ်နိုင်တယ်ပေါ့ AIH လိုမျိုးကြီးတော့အရင်ကြီး strongly ဖြစ်မှာတော့မဟုတ်ဘူးဒီ hemolysis မဖြစ်သေးတော့ဒီ RH negative မာသားကနေပြီးတော့မှရှိထားတဲ့anti-D antibody တွေကဒီကလေးလေးရဲ့ fetus ရဲ့ RBC ပေါ်မှာကတ်နေတဲ့အချိန်ကျရင် COM test က positive တွေ့နိုင်ပါတယ်အဲဒါက direct COM test ဟာ weekly positive ဆိုရင်တော့ true ပါ and then severe case ဆိုရင်တော့ hydrocephalus နဲ့ဒါကလေးအသေးလေးဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကြောင့် true ပါ
okay အဲ့ပြီးတော့မှနောက်တစ်ခုကျတော့ causes of အဲ့တော့ pathological jaundice မှာခုနကပြောပြီးသွားရင်ဆိုကျွန်တော်တို့ဘယ်ဘက်ကိုဆက်ကူလဲဆို physiological jaundice ဘက်ကိုကူးမယ်ပေါ့ physiological jaundice လို့ပြောရင်တော့ physiological jaundice ကဘယ်ခြေဘယ် mechanism တွေကြောင့်ဖြစ်တယ်လဲဆိုရင်ပထမတစ်ခုကတော့ RBC lifespan တိုးလို့ပေါ့လူတွေမှာဒါကျွန်တော်တို့ရဲ့ဒီ adult life မှာဆိုရင် RBC lifespan က usually 120 days ပေါ့လေရှိရမယ့်အချိန်မှာသူတို့က neonatal red blood cells တွေရဲ့ lifespan က usually around 70 to 90 days လောက်ပဲရှိရရှိရတဲ့အတွက်ကြောင့်မလို့အဲ့ချိန်မှာဘာဖြစ်လဲဆိုရင် red cell turnover များတယ်ပေါ့လေ red cell turnover များတော့ကြာ fetal hemoglobin breakdown ကလည်း increase ဖြစ်တဲ့အချိန်ကျရင် jaundice ကလွယ်ကူကူရတာမျိုးဖြစ်ပါတယ် ABO incompatibility ကတော့ false ပါเนาะသူက pathological jaundice ဖြစ်ပါတယ် G6PD လည်းပဲ pathological jaundice ဖြစ်ပါတယ် and then immaturity of the liver conjugation ပေါ့ဒါကလည်း one of the mechanism ဖြစ်တယ် liver မှာဆိုရင်ဒါဒီကလေးလေးတွေရဲ့ဘဝမှာသူက liver မှာဆိုရင် liver enzyme တွေက early age မှာဆိုရင် immature ဖြစ်နေတယ်အထူးသဖြင့်ပြောရမယ်ဆိုရင်တော့ UTP glucuronide transferase ပေါ့နော် UTP glucuronide transferase enzyme ဒီ usually immature ဖြစ်တယ် immature ဖြစ်တဲ့အတွက်ကြောင့်မလို့ liver ကနေပြီးတော့မှ bilirubin တွေကိုကောင်းကောင်းကြီး uptake မလုပ်နိုင်တဲ့အချိန်ကျရင် liver conjugation မလုပ်နိုင်ရင်လည်း jaundice ရပါလိမ့်မယ် and then ပြီးရင် relative polycythemia ပေါ့နော် relatively သူတို့မှာ red cell mass များနေတဲ့အချိန်မှာဆိုရင်လည်းပဲ physiological jaundice ရတာမျိုးဖြစ်ပါတယ်ပေါ့ဒါ causes of physiological jaundice ဖြစ်ပါတယ်နော်အဲ့ဒီမှာနောက်ထပ် jaundice ကိုသူထပ်ပြီးတော့မှကျွန်တော်ဆက်လေ့လာကြည့်မယ်ဆိုရင်ဘာလဲဆိုရင် breast milk jaundice ကြောင့်ကျွန်တော်ဆက်ပြီးတော့မှသွားကြည့်မယ်အဲ့တော့ breast milk jaundice လို့ပြောရင် is a benign prolonged and unconjugated jaundice တစ်ခုဖြစ်တယ်သူက conjugated မဟုတ်ပါဘူး unconjugated hyperbilirubinemia ဒါလည်းရင်ဖြစ်တယ်ဘာလို့ unconjugated hyperbilirubinemia ဖြစ်လဲလို့ပြောရဲဆိုရင် usually အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ် bilirubin ကိုဒီခန္ဓာကိုယ်ထဲမှာရှိတဲ့ bilirubin ကို liver နဲ့ conjugated လုပ်တယ် conjugate လုပ်ပြီးတဲ့အခါမှာ conjugated bilirubin တွေက intestine ကိုသွားတယ်ပေါ့နော်ဘိုင်းတက်ကနေတဆင့်သွားတယ်ဒါသိပြီးသားဖြစ်မယ်အဲ့မှာဘာဖြစ်လဲဆိုရင်ကြတော့ဒီ breast milk jaundice ဆိုတာကြတော့ exclusive breastfeeding patient တွေမှာကလေးတွေမှာဖြစ်တာ exclusive breastfeeding patient တွေမှာပဲအဓိကဖြစ်တာနှိုးတိုက်တဲ့အချိန်ကျရင်ဘာပါလဲဆို breast milk ထဲမှာဘာပါလာလဲဆိုရင် beta glucuronidase ဆိုတဲ့ enzyme ပါလာတယ်အဲ့တော့ beta glucuronidase က breast milk ကလေးလေးရဲ့ intestine ကိုနှုတ်တောက်ခြင်းအပြင်ရောက်လာတယ်ပေါ့ရောက်လာတဲ့အခါမှာသူကဘာနဲ့သွားတွေ့လဲဆိုဟိုဘက်က liver ကနေပြီးတော့မှဆင်းလာခဲ့တဲ့ဒီ liver ကနေဆင်းလာခဲ့တဲ့ဒီ conjugated bilirubin တွေကအဲ့မှာ beta glucuronidase နဲ့ပြန်သွားတွေ့တယ် intestine ထဲမှာအဲ့လိုတွေ့တဲ့အချိန်ကျရင်ဘာလုပ်လဲဆိုဒီ beta glucuronidase ကကြတော့အဲ့ခုနက liver ဆင်းလာခဲ့တဲ့ bilirubin ကို deconjugate ပြန်လုပ်တယ်deconjugate ပြန်လုပ်တယ်ဆိုခုန conjugated bilirubin တွေကို deconjugate ပြန်လုပ်ပြီးအဲ့ deconjugated bilirubin တွေက enterohepatic circulation နဲ့ bloodstream ကိုပြန် absorb လုပ်တယ်အဲ့တော့ liver က conjugate လုပ်ချလိုက်တယ် bile duct ကနေဆင်းလာတယ် intestine နဲ့ရောက်တယ်အဲ့ intestine ထဲမှာခုနက breast milk ကပါလာခဲ့တဲ့ beta glucuronidase နဲ့တွေ့တဲ့အခါမှာအဲ့မှာ conjugate တွေက unconjugated ဘဝရောက်ပြီး enterohepatic circulation နဲ့ပြန်လေတဲ့အခါမှာ patient ကလေးလေးက jaundice ဖြစ်လာတယ်အဲ့မှာအဲ့တော့သူ့မှာ beta glucuronidase ကနေ conjugate ကို unconjugate ပြောင်းပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဒီအဲ့တော့ breast milk ဆိုရင် unconjugated hyperbilirubinemia ဖြစ်ပါလိမ့်မယ် and then it does not occur in the exclusively breastfed feeding ဆိုတော့ false เนาะကျွန်တော်ခုနပြောလို့ပဲ exclusive breastfeed ကလေးတွေမှာဖြစ်တာဖြစ်ပါတယ် baby is well and thriving otherwise မှာကလေးလေးကအကောင်းတိုင်းပါပဲ and then one of the causes of prolonged jaundice ဆိုရင်လည်းမှန်ပါတယ် usually သူကအဲ့ဒီ jaundice ကပထမတစ်ပတ်9ရက်9ရက်လောက်မှာစပြီးတော့မှ peak ကသူက usually 10 to 20 days လောက်မှာရောက်တာပေါ့နော်အဲ့မှာ may persist up to the 3 to 12 weeks ပေါ့နော်ကလေးလေး2လ3လလောက်ထိ persist ဖြစ်နိုင်တယ်အဲ့တော့ prolonged jaundice ဆိုရင် true ပါ temporary interruption of the breastfeeding lower the bilirubin ဆိုရင်တော့ true ပေါ့နော်ခဏလောက်ဒီ beta glucuronidase exposure short ပေးနိုင်မယ်ဆိုရင်တော့ဒါရတယ်ပေါ့နော်အဲ့ဒါအဲ့မှာဆိုရင်ဒါပေမဲ့ usually တော့မလိုပါဘူး usually လုပ်เสียရတော့မလိုဘူးများဘာလို့လဲဆို this is just not harmful ပေါ့ unconjugated များတာဖြစ်တဲ့ကြောင့်မလို့ပြဿနာသိမ့်မရှိတဲ့အတွက်ကြောင့်မလို့ပါနော်ဒါလေးက breast milk jaundice ပါအဲ့မှာ breast milk jaundice ပြောနေရင်အားလုံး review ပြန်လုပ်စေချင်တာ breastfeeding နဲ့ breast milk jaundice ပါ breast milk jaundice တွေကကျွန်တော်ခုနကပြောတဲ့လိုပဲဒီ usually ပုံမှန်ကလေးတစ်ယောက်မှာပဲဖြစ်တယ်ပြဿနာဘာမှထွေထူးမရှိဘူး breast milk ထဲမှာပါတဲ့ beta glucuronidase ကြောင့်ဖြစ်သွားတဲ့ breastfeeding jaundice ဆိုတာလည်းရှိသေးတယ် breastfeeding jaundice ကကြတော့နှုတ်ကောင်းကောင်းမစိုးရလို့ဖြစ်တာတစ်ဖက်က breast milk ကကြတော့နှုတ်ကောင်းကောင်းစိုးရလည်းနဲ့ဖြစ်တာ breastfeeding ကြတော့နှုတ်ကောင်းကောင်းမစိုးရတဲ့အခါမှာ dehydration ဖြစ်တယ်အဲ့လို dehydration ဖြစ်ရင်လည်းပဲ enterohepatic circulation က increase ဖြစ်တဲ့အချိန်ကျရင်အဲ့ဒါဘာဖြစ်လဲဆိုရင်ကလေးလေးက breastfeeding jaundice ရမယ်အဲ့တော့ဘာကွာလဲဆိုရင် clinical features မှာကလေးလေးကပုံမှန်တိုင်းမဟုတ်ပဲနဲ့ signs of dehydration တွေတွေ့နေနေမယ်ရေစာတဲ့လက္ခဏာ hungry ဖြစ်တဲ့လက္ခဏာတွေကလေးလေးကပြမယ်အဲ့ဒါ breastfeeding jaundice ဖြစ်ပါတယ်ပေါ့နော်ဒါလေးကိုတစ်ချက် review ပြန်လုပ်စေချင်ပါတယ်အဲ့တော့ physiological jaundice ကိစ္စရပ်တွေပြီးသွားတဲ့အခါမှာကျွန်တော်တို့ pathological jaundice ကြောင်းသွားမယ်အဲ့တော့
pathological jaundice ရဲ့ criteria ကိုပြောပါလို့ပြောရဲဆိုရင်တော့ပထမ24နာရီအတွင်းမှာတွေ့ရဆိုရင် pathological jaundice ပါ bilirubin rate or rise of bilirubin more than 5 mg per deciliter ပါဒီဖြစ်တယ်ဆိုရင် pathological jaundice ပါမှန်ပါတယ် direct bilirubin direct နဲ့ indirect ပေါ့နော် conjugated များသောအားဖြင့်ကမှတ်ထားလို့ရတာက conjugated ဆိုတာဘလောက်တက်တကယ်တမ်းကတော့ pathology ပဲ usually မှာ physiological jaundice မှာ conjugated bilirubin တက်တယ်ဆိုတာမရှိဘူးပေါ့နော်အဲ့တော့ဒီမှာတော့ direct bilirubin more than 2 mg per deciliter ဆိုရင်လည်း true လို့မှတ်လို့ရပါတယ် jaundice က usually 3 to 5 days မှာ peak ရောက်တာဆိုရင်မဟုတ်ပါ pathological ဒီ early မှာဖြစ်တယ်ပေါ့နော်ပြီးရင် persistent ပြီးရင်21 days ဖြစ် prolonged neonatal jaundice ဖြစ်နိုင်တယ်ဆိုလည်း true ဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာဒီဘက်ကဒါလည်းပဲ OP guide ထဲမှာလည်းတွေ့မယ်အားလုံးကြည့်နေတဲ့ notes တွေထဲမှာလည်းပဲဒီpathological jaundice ရဲ့ characteristic တွေတွေ့မှာဖြစ်ပါတယ်နော်အဲ့တော့ပြီးသွားတော့မှ pathological ပြီးသွားတဲ့အခါမှာ prolonged jaundice ကြောင့်ကျွန်တော်နည်းနည်းလေးဆက်ပြောမယ် prolonged neonatal jaundice လို့ပြောရဲဆိုရင်ခုနကပြောသလိုပဲ prolonged neonatal jaundice တွေကဒီ14ရက်ကျော်အောင်ကြာတော့ 10 infant ပေါ့နော် pre-10 နေမှာဆို21ရက်ကျော်အောင်ကြာတော့ jaundice များ prolonged neonatal jaundice တွေလို့ခေါ်တယ်။ဘယ်ဟာတွေကဖြစ်တတ်တယ်လဲဆိုရင် number 1 neonatal hepatitis ပေါ့နော် prolonged neonatal jaundice နဲ့လာတဲ့ဘာလို့လဲဆို hepatitis ဖြစ်တော့ကြတော့ဒီ liver ကြီးလာတဲ့အခါမှာ intrahepatic biliary tree လေးတွေသွားပြီးတော့မှဖိခံရတဲ့အချိန်ကျရင်အဲ့ဒါကသူ cholestatic jaundice ရမယ်ပေါ့လေနော်။အဲ့ဒါတစ်ချက်ရှိမယ်။နောက်တစ်ခုကျတော့ congenital hypothyroidism congenital hypothyroidism ဆိုရင်လည်းပဲသူကဘာဖြစ်လဲဆိုရင် hepatic bilirubin conjugation rate ကို hypothyroid တွေဆိုအားလုံးနှီးတယ်ဆိုတာသိပြီးသားဖြစ်မယ်အဲ့ဒီထဲမှာ hepatic bilirubin conjugation rate ကိုနှီးတဲ့အခါမှာဆိုရင်လည်းပဲprolonged neonatal jaundice ရမယ် conjugation မလုပ်နိုင်တော့ကြာဒါသူ့မှာ unconjugated bilirubin တွေများပြီး jaundice ရမယ်ပေါ့နော် biliary atresia ဆိုတာတော့ one of the common causes of prolonged jaundice ဖြစ်ပါတယ်အဲ့ဒါလည်းပဲအရေးကြီးတဲ့ထဲမှာပါတယ်ပေါ့နော် biliary binded ကအစရရင် congenitally ကျင်းနေတဲ့အခါမှာ liver conjugate လုပ်ပြီးသမျှအောက်ကိုဆင်းမရတော့ဘူးဆင်းမရတဲ့ချိန်ကျရင်လည်းပဲအဲ့ဒါကအဲ့ဟာကိုမချဲ့ပေးမချင်းကကျွန်တော်တို့ကကလေးလေးက jaundice ရမှာဖြစ်ပါတယ်ပြီးရင် breast milk jaundice ပါကျွန်တော်ခုနကပြောခဲ့လို့ပဲ breast milk jaundice ဟာလည်းပဲ prolonged jaundice ထဲမှာပါတယ် and then sepsis ကတော့ early jaundice ကို prolonged jaundice ကိုပေါ့နော်ဖြစ်တတ်ပါတယ်အစားတော့ဒါတွေ sepsis ရှိရဆိုရင်ကလေးလေးတွေမှာသွား cholestasis လည်းဖြစ်တတ်တယ် hemolysis တွေလည်းဖြစ်တယ် liver dysfunction နဲ့လည်းတွဲတဲ့အတွက်ကြောင့်မလို့ဒါတွေအကုန်လုံးဖြစ်ပါတယ်အဲ့မှာ prolonged jaundice ကိုကျွန်တော်တို့ကဒီမှတ်တဲ့အခါမှာဟုတ်ပြီနော်ဘာလဲဆိုရင်ဘယ်လိုခွဲမှန်းပို့ပြီးတော့မှအဓိပ္ပာယ်ပို့ရှိလဲဆိုရင်အဲ့ထဲမှာဘယ်ဟာက conjugated ဖြစ်လဲဘယ်ဟာ unconjugated လဲပေါ့ဒီလို number 6လို့မျိုးကတော့ overall ခြုံမိထားတာကတော့လွယ်တယ်ဒါပေမဲ့အဲ့မှာ conjugated နဲ့ unconjugated ခွဲမိထားရင်တော့တေချာသိရမယ်အဲ့တော့ biliary atresia ဆိုရင်မှန်းလို့ရတယ် liver conjugation လုပ်နိုင်တယ်အောက်ကိုဆင်းမရတဲ့အတွက်ကြောင့်မလို့ conjugated တွေများမယ်ဆိုတော့ true ပေါ့အဲ့တော့ breast milk jaundice ဆိုရင်ကျွန်တော်ခုနကပြောပြီးသားပဲ beta glucuronidase ကနေပြီးတော့မှ unconjugated ဖြစ်အောင်လုပ်လိုက်တဲ့ enterohepatic circulation နဲ့ပြန်လေတာဆိုတော့ conjugate ဆိုရင် false ဖြစ်သွားမယ်နော်ပြီးတော့မှ congenital hypothyroid ကခုနကပြောလို့ပဲ liver က conjugation ဖြစ်တဲ့နှုန်းကိုနှီးအောင်လုပ်တဲ့အတွက်ကြောင့်မလို့ဒါသူ့မှာက unconjugated ပဲများမှာဖြစ်တယ် conjugated မများဘူးပေါ့နော် false ပါ neonatal hepatitis ကြတော့ခုနပြောလို့ hepatitis ကြောင့်လို့ intrahepatic biliary tree လေးတွေဟာအညစ်ခံလိုက်ရအဖိခံလိုက်ရတဲ့အခါမှာ cholestasis ရပြီးတော့မှဖြစ်တယ်ဆိုတော့ true ပေါ့နော်ပြီးတော့မှ intrahepatic cholestasis ဆို Algei syndrome ကတော့ဒါနာမည်အတိုင်းပါပဲသူလည်းပဲဘာရသွားပါလဲဆိုရင်ဒီprolonged conjugated bilirubin ရမယ်ပေါ့ဒါကတော့မှန်းလို့ရပါတယ် okay အဲ့တော့ conjugated နဲ့ unconjugated ကိုကျွန်တော်တို့လိုလေးခွဲမှတ်ထားရင်ပိုကောင်းတယ် what about unconjugated လို့ပြန်ပြီးတော့မှမေးလာခဲ့ရင်ရောပေါ့ unconjugated ဆိုရင်ကြတော့ဆိုအဲ့တော့ name 1က prolonged ဖြစ်ရမယ် RH တွေကတော့ prolonged မဖြစ်ဘူး pathological jaundice ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ prolonged မဖြစ်ဘူး false ပါအဲ့တော့ congenital hypothyroid ခုနကပြောပြီးသားပဲ true ပါ breast milk jaundice true ပါ physiological jaundice ကလည်းပဲ prolonged ဖြစ်လိမ့်မရှိဘူးเนาะ physiological jaundice ကလည်း prolonged ဖြစ်လိမ့်မရှိဘူး sepsis ကကြတော့ဖြစ်နိုင်တယ် sepsis ကတော့သူက conjugated ကော unconjugated ကောမျိုးမျိုးဖြစ်နိုင်တယ်ဆိုတာလေးကိုမှတ်သားစေချင်ပါတယ်ပေါ့နော်အဲ့တော့ဒါလေးကတော့ဒီ neonatal jaundice ရဲ့ part 1ပေါ့နော်ဒီသူ့ရဲ့ causes နဲ့ဒီ neonatal jaundice ရဲ့ဒီ natures လေးကိုပြောလိုက်တာဖြစ်ပါတယ် part 2မှာ MCQ မှာကျတော့ကျွန်တော်ဘာဆက်ပြောမလဲဆိုရင် clinical features နဲ့သူ့ရဲ့ management option လေးတွေအကြောင်းကိုဆက်ပြီးတော့မှပြောပြသွားပါမယ်ဒီထက်ပိုပြီးလည်းပဲဒီundergraduate medical school မှာတည်တဲ့ပေါ့နော် knowledge လေးတွေကိုလည်းပဲဒီမျိုးစုံကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အားလုံးကိုနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ကျေးဇူးတင်ပါတယ်